အားလုံးပဲမင်္ဂလာပါ KK Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့ Facebook page ကိုထောင်ပြီးတော့ဝင်ငွေရှာနည်းလမ်းလေးကိုမျှဝေပြီးတော့မှာဖြစ်ပါတယ် Facebook မှာ page ထောင်ပြီးလို့ရှိရင်ကိုယ့်ရဲ့ page မှာရှိတဲ့ location ဝင်ငွေဝင်တဲ့ location လားဆိုတာကိုသိရပါမယ်ဒါမှဝင်ငွေရတဲ့ program ကိုရှောက်လို့ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ page ကမြန်မာနိုင်ငံ location နဲ့ဖြစ်နေတာပြီးလို့ရှိရင်ကိုယ့်ရဲ့ page ကနေပြီးတော့ဝင်ငွေဝေချင်တယ်ဆိုလို့ရှိရင် location ပြောင်းတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်အချိန်မဆွဲပဲတစ်ချက်လိုက်ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ page profile ကိုဝင်ရမှာဖြစ်ပါတယ်အများလေးမှာရှိပါတယ် profile နဲ့ကိုဝင်လိုက်ပါလို့ရှိရင် menu ရဲ့ B တက်ကထိပ်ဆုံးမှာ setting လေးရှိပါတယ် setting နဲ့ကိုဝင်လိုက်ပါsetting နဲ့ကိုရောက်ပြီးတော့လို့ရှိရင်အောက်ကိုဆွဲလိုက်ပါအောက်ကိုဆွဲလိုက်တဲ့အချိန်မှာ your information ဆိုတဲ့ခေါင်းစဉ်လေးတွေ့ပါလိမ့်မယ်အဲ့ထဲကနေပြီးတော့ access your information ဆိုတဲ့ဟာလေးကိုဝင်ရမှာဖြစ်ပါတယ် access your information ကိုဝင်လိုက်ပါဝင်လိုက်တဲ့ချိန်မှာ your information ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာ your Facebook activity ဆိုတဲ့ထဲကိုဝင်ရမှာဖြစ်ပါတယ်ဒါဆိုရင်ဝင်လိုက်ပြီဝင်လိုက်ပြီးတဲ့အချိန်မှာဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်အောက်ကိုထပ်ဆွဲပါအောက်ကိုထပ်ဆွဲလိုက်တဲ့အချိန်မှာဒီမှာ voting ဆိုတဲ့ခေါင်းစဉ်အောက်က voting location ဆိုတဲ့ဟာလေးကိုတွေ့ပါလိမ့်မယ် voting location ကိုဝင်လိုက်ပါဒီနေရာမှာ eligible ဖြစ်တဲ့နိုင်ငံရဲ့ location ကိုပြောင်းပြရမှာဖြစ်ပါတယ်ပြောင်းဖို့အတွက်ဆိုလို့ရှိရင်ဘေးကမြားလေးတွေကိုနှိပ်လိုက်ပါဒီ search bar လေးမှာကိုပြောင်းချင်တဲ့နိုင်ငံရဲ့ location ကိုရှာမှာဖြစ်ပါတယ်ဒီမှာတော့ထိုင်းနိုင်ငံကိုပဲရွေးလိုက်ပါမယ်ထိုင်းလို့ရိုက်လိုက်ပါမယ်ထိုင်းလန်ဒီထက်ကနေပြီးတော့ထိုင်းရဲ့ location တစ်ခုခုကိုရွေးလိုက်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ page မှာသတ်မှတ်ချက်တွေပြည့်သွားတဲ့အခါမှာဝင်ငွေရတဲ့ program ကိုရှောက်လို့ရတယ် eligible ဖြစ်တဲ့နိုင်ငံရဲ့ location ဖြစ်သွားပါပြီဒီလိုမျိုး page မှာ location ကို eligible ဖြစ်တဲ့ location ကိုပြောင်းပြီးသွားပြီဆိုတာနဲ့ကိုကဝင်ငွေတွေကို program ရှောက်ပြီးတော့ monetization ရှောက်ပြီးတော့ဝင်ငွေတွေရှာလို့ရပါပြီအားလုံးပဲအဆဆရအဆင်ပြေကြပါစေဝင်ငွေတွေအများကြီးရကြပါစေ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် KK Channel မှာတင်သမျှဗီဒီယိုများကိုသိရှိရန်အတွက်လည်း like and subscribe လုပ်ပေးသွားပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်